သုံးလို့ရတယ်နော်မမကြီးတင်းတိတ်တမသုံးလို့ရလားရတာပေါ့ပန်ထနော်ပါဝင်တာဖြစ်တဲ့အတွက်အမတို့အဆူဓာတ်တွေကုသပစ္စည်းပုံစံမျိုးသုံးတဲ့မျက်နှာတွေဆိုရင်ပို့ပြီးတော့ကောင်းသေးတယ်တခုကလေကုသပစ္စည်းသုံးတိုင်းဆိုတာထက်ဆိုင်အမတို့တွေကနေကူတဲ့လှုပ်လှုပ်ရတယ်နော်အညစ်အကြေးတွေဆိုလည်းအမတို့မျက်နှာသားပြသူများထက်ဆိုင်ပို့ပြီးကတ်တာဖြစ်တဲ့အတွက်နံပါတ်1အာမီနိုသူ့မှာပါဝင်တာအာမီနိုကအမတို့ချွေးပေါက်သေးသည့်တန်ရှင်းရေးလုပ်ပေးတာတို့စာဝတ်ချမ်းတို့မျက်နှာကုသပစ္စည်းသုံးနေရတဲ့တင်းတိတ်သမားတွေတို့နော်အဲ့ဒီပြင်တင်းတိတ်သမားအတွက်ကိုထပ်ပြီးတော့ရလက်ကပါလဲဆိုတယ်ရှင်တို့က6တဲ့နော်အဲ့လိုပဲပြောမယ်သုံးလို့ရတယ်ရှင်သုံးတဲ့သူတိုင်းကလာတဲ့ review ပါလဲလို့မေးကြည့်အမရဲ့အသားအပြားကြည်လင်လာလို့ကြိုက်တာတစ်ပြီးလို့ရှိရင်ရတဲ့အသားရည်ပြားရဲ့အရာသားကွာပါတယ်ခါတိုင်းသုံးနေတဲ့မျက်နှာတင်နဲ့စမ်းကြည့်လို့ရပါတယ်လုံးဝကွာတယ်ဘာလို့လဲဆိုသူကကျွန်တော်မျက်နှာတက်ပြီး moisturizing တက်ကိုခြံထားပြီးတဲ့အပြင်အမတို့အသားရည်ပြားပြက်စီးခြင်းကိုလုံးဝကာကွယ်ပေးတယ် sensitive skin သုံးလို့ရတယ်လာတဲ့သူ့ရဲ့ ingredient ကလေလုံးဝဘူးဆန်ဆန်လာပြီးမှဒီ ingredient အမတို့ထိုင်းမှာဆိုရင် Kauto brand လို့ခေါ်တယ်မျက်နှာတင်တပူးကိုထောင်ကျော်တိထွက်ပါတယ် amino acid မျက်နှာတင်ဆိုတာညီမလေးတို့တွေ့ကောင်းလဲတွေ့မယ်တိပြီးသားသူလဲတိပြီးပြီဒါမဲ့မျက်နှာတင်တစ်ခုမှမတို့ရွေးချယ်လို့ရှိရင်မမတို့လို skin care ကိုလွန်အောင်လုပ်တဲ့သူတွေကကြတော့လေဒီလိုမျက်နှာတင်တီရှာပြီးသုံးတယ်နာယာဆန်နမိုင်းပန်ထနော်ပြီးရင်အာမီနိုကကျတော့အမတို့ရဲ့ချွေးပေါက်အတွင်းပိုင်းထဲမှာရှိတဲ့အညစ်အကြေးအစာဖေရှားပြီးတဲ့လုံးဝနူးနူးညံ့ညံ့အောင်တန်ရှင်းရေးလုပ်တာတအားအတွင်းပိုင်းကြတာဖြစ်တဲ့အတွက်မတို့စားဝတ်ချံသမားတွေစိတ်ချလက်ချသုံးလို့ရတယ်တင်းတိတ်အမေဆက်စားဝတ်ချံမျက်နှာတွေလွယ်နဲ့နီဖြင်းလွယ်တဲ့သူတို့မျက်နှာအသားတွေမှာချွေးမိတွေမျိုးထားတဲ့သူတွေတော့လည်းကောင်းတယ်တစ်ပြီးတဲ့ရတဲ့အရာကသုံးသူတိုင်းကြိုက်တဲ့အရာပါဖြစ်လို့ review တွေလည်းတော်တော်များနေပြီเนาะမမချရောင်းပေးတာတော့မကြသေးဘူးစိတ်ချလက်ချသုံးပါ Thai FDA နဲ့ထွက်ထားတဲ့ Thai စက်ရုံကလာတဲ့ပစ္စည်းတွေဖြစ်တာမလို့စိတ်ချလက်ချသုံးလို့ရတယ် brand register အပြည့်ရှိပါတယ်เนาะရှင်